ဒီချက်တွေကိုမသိဘဲနဲ့ TikTok မှာပတ်စံရှာဖို့လုံးဝအစိတ်မကူပါနဲ့ကျွန်တော်ခဏခဏလာမေး TikTok ကနေပတ်စံရလားတဲ့ TikTok ကနေပတ်စံရလားဆိုတော့ရပါတယ်ကျွန်တော် account ဆိုဖွင့်ထားတာတလားမပြည့်သေးဘူးလွန်ခဲ့တဲ့လ23ရက်ကမှဖွင့်ထားတာဒီနေ့မှ18ရက်ပဲရှိသေးတယ်တလားမပြည့်သေးဘူးကျွန်တော် monetization လဲအောင်သွားပြီပတ်စံလဲစဝင်နေပါပြီတကယ်ရပါတယ်ဒီမှာ$9ရနေပါပြီအဲ့တော့ TikTok ကနေပတ်စံရတယ်ဆိုတာတကယ်ပါဂျင်းမဟုတ်ပါဘူးဒီ TikTok ပတ်စံရဖို့အတွက်ဘာလိုအပ်လဲဆိုလို့ကျွန်တော်တို့ Japan region account ရှိဖို့လိုပါတယ် Japan region ဒါမှမဟုတ်လို့ရှိရင်လည်း monetization အောင်တဲ့ account ရှိဖို့လိုပါတယ်ဒါပေမဲ့ TikTok ကသူကဘယ်လိုမျိုးပတ်စံပေးလဲဆိုတော့သူကဒီ view တွေအပေါ်မှာလိုက်ပြီးတော့ view များတိုင်းမပေးဘူးသူမှာ qualifying view ဆိုတာရှိတယ်အဲ့လို qualifying view ကိုပဲတွက်ပြီးပေးရကျွန်တော်ဆိုမနေ့က video တပုတ်ဆိုလို့ရှိရင်1 million ကျော်ရတယ်ဒါပေမဲ့1 million ကျော်မှာ video qualifying ဖြစ်တာက139.9ပဲ qualifying ဖြစ်တယ်1 million လောက်ရတာမှာ$6ပဲရတယ်ဆိုတော့ဒါအရင်မလောက်စရာတော့မရှိဘူးပေါ့ဒါပေမဲ့ကိုကဗီဒီယိုတိုင်းနီးပါးမှာ1 million နေအမြဲတမ်းရနိုင်မယ်ပြီးလို့ရှိရင်ကိုကလည်းဗီဒီယိုကိုစီကန်းရှိနဲ့အမြဲတမ်းတင်နိုင်မယ်ဆိုလို့ရှိရင်တော့တင်ပြေကောင်းပြေမယ်ပေါ့နော်ဒါပေမဲ့ဒါလက်ရှိမှာ TikTok မှာတော်တော်များများကမပြောကြဘူးကိုကနေပြီးတော့ပတ်စံရတယ် Japan region အကောင့်ဖွင့်ရင်ပတ်စံတွေရတယ်ပြောကြတော့အကုန်လုံးလိုက်လို့တယ်ဒါပေမဲ့ TikTok မှာက Japan region ဖွင့်ရုံနဲ့ monetization အောင်ရုံနဲ့ပတ်စံအများကြီးရဖို့မျှော်မှန်းလို့မရဘူးကိုယ့်ရဲ့ content တွေကလည်းကောင်းနေရမယ် quality လည်းကောင်းနေရမယ် view တွေလည်းအရင်များနေရမယ် view များတဲ့အပြင်မှာ qualifying view ကလည်းအများကြီးရမှဖြစ်မယ်အဲ့တော့ TikTok မှာပတ်စံရှာဖို့စဉ်းစားနေရဆိုလို့ရှိရင်တော့အများကြီးစူးစမ်းဖို့လိုအပ်ပါတယ်ကျွန်တော်လည်းစူးစမ်းနေသေးပါအဲ့တော့ဆက်ပြီးစူးစမ်းလိုက်ပါဦးမယ်ကျွန်တော်ဗီဒီယိုလေးကိုလည်းအားပေးလို့ရပါတယ်ဘော်ဒါတို့သိချင်တဲ့ဘယ်ကိစ္စမဆိုပေါ့နော်ဆိုင်ကယ်ရင်မဟုတ်ဘူးတခြားပဲဟာပဲဖြစ်ဖြစ်ကျွန်တော်ကိုလာပြီးတော့မေးလို့ရတယ်ပြောလို့ရတယ်အဲ့တော့ကျွန်တော်ဒီ TikTok account လေးကိုဖွင့်ပြီးခုလိုမျိုးဗီဒီယိုလေးတွေတင်ပြတာကမသိတဲ့ဟာလေးတွေသိအောင် share ပေးဖို့ရယ်အဲ့လိုမျိုးဗဟုသုတလေးရစေချင်လို့ရယ်ဆိုတော့အဲ့တော့နောက်ဆိုပုံမှန်လေးတွေကျွန်တော်တင်ပြတော့မယ်တနေ့ကို2ပုတ်3ပုတ်လည်းကျွန်တော်တင်နိုင်အောင်စူးစမ်းနေတယ်အဲ့တော့လာလေးအားပေးကြပါအောင်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် Burmese area ကကိုဆိုင်ပဲဖြစ်ပါတယ်